မင်္ဂလာပါဗျာဒီနေ့ကျွန်တော်မျှဝေပေးတော့မယ်အကြောင်းအရာလေးကတော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ application တွေကိုနော်တနေရာထဲမှာဝင်ပြီးတော့ဘာရှင်းမြင့်တဲ့နည်းလမ်းလေးကိုအဲ့ဒီမြင့်တဲ့နည်းလမ်းလေးကိုပြန်လည်ပြီးမျှဝေပေးတော့မှာပဲဖြစ်ပါတယ်ဗျာကျွန်တော်ကတော့ Play Store ထဲကိုတစ်ချက်ဝင်ပေးရမှာပဲဖြစ်ပါတယ်နော်ဒီနည်းလမ်းကတော့ဖုန်းတုံးလူတိုင်းပေါ့နော်မဖြစ်မနေတည်ထားတဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်နော်ဘာကြောင့်လဲဆိုတာကိုကျွန်တော်အနေနဲ့နောက်ဆုံးမိနစ်တွေမှာကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဗျ။ပေါ်တော့ညာဘက်တောင်လေးမှာရှိတဲ့ကျွန်တော်တို့အနေနဲ့လူကောင်းမောင်လေးကိုတစ်ချက်နေလိုက်မယ်။နှိပ်ပြီးသွားပြီဆိုတော့အခုလိုမျိုးပေါ့နော်။Magic APP device ဆိုတဲ့ကျွန်တော်တို့စာတန်းလေးကိုတွေးရမှာပဲဖြစ်ပါတယ်ဗျ။ပြီးပြီဆိုရင်ကျွန်တော်တို့အနေနဲ့အဲ့စာတန်းလေးကိုတစ်ချက်နှိပ်ပေးရမှာပဲဖြစ်ပါတယ်နော်။နှိပ်ပေးလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ပေါ့နော်ဒီနေရာမှာဆိုရင် Edit Ability ဆိုတဲ့ကျွန်တော်တို့စာတန်းလေးကိုတွေးရမှာပဲဖြစ်ပါတယ်ဗျ။ဒီမှာဆိုရင်ကျွန်တော်ရဲ့ဖုန်းထဲမှာဆိုရင် Edit တင်ပေးရမယ့်software ရဆိုရင်56တောင်မှရှိရပေါ့နော်မိတ်ဆွေတွေဖုန်းထဲမှာလည်းဒီနေရာမှာကို edit မြင်ရမယ့် software တွေဒီနေရာမှာပေါ်လာမှာပဲဖြစ်ပါတယ်နော်ဒါဆိုရင်ကိုကကျတော့ edit အကုန်လုံးမြင်မယ်ဆိုတော့ edit all ဆိုတဲ့စာတန်းလေးကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျ edit all ကိုနှိပ်လိုက်မယ်ဆိုရင်တော့ဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ low အပ်နေတဲ့ပေါ့နော်ဒါ software ရဆိုရင်အကုန်လုံး edit မြင်နေမှာပဲဖြစ်ပါတယ်နော်ကျွန်တော်ကကျတော့တစ်ခုချင်းစီကိုပဲမြင်မှာဖြစ်တဲ့အတွက် cancel all ဆိုတဲ့စာတန်းလေးကိုနှိပ်ပေးလိုက်ပါမယ်နော်နှိပ်ပြီးတော့ရဆိုတော့ကျွန်တော်ကျတော့ဒါကိုလိုရတဲ့ software တွေကိုပဲဗာရှင်းရွေးပြီးတော့မြင့်မှာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ကျတော့ရွေးပြီးတော့မြင့်မယ်ဆိုရင်ဒီမှာဆိုရင်နောက်ဆုံးမှရှိတဲ့ edit ဆိုတဲ့စာတန်းလေးကိုပဲလိုက်ပြီးတော့ကိုအသုံးပြုခြင်းနဲ့ကိုဗာရှင်းမြင့်နေတဲ့ software တွေကိုဒါ edit ဆိုပြီးတော့ကျွန်တော်တို့နှိပ်သွားပေးရမှာပဲဖြစ်ပါရဲ့နော်ဒီနေရာမှာပေါ့နော်ကျွန်တော်ဘာကြောင့်မို့ဒါဖုန်းလုံးတူနိုင်တီထားနေတာလဲဆိုရင်ကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ပေါ့နော် software တွေကိုဗာရှင်းမမြင့်မဲနဲ့အသုံးပြုနေမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့software တွေဆိုရင်တစ်ခါလေတုံးနေနဲ့ထွက်သွားတွေဘာတွေပေါ့နော်ဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုး error တွေမဖြစ်ရလေအောင်ကျွန်တော်တို့အနေနဲ့နောက်ဆုံးပေါ် version တွေကိုထည့်သွင်းပြီးတော့ edit မြင့်ပြီးတော့အသုံးပြုပေးခြင်းအပြင်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာဒါလွယ်လွယ်ကူကူနဲ့ပေါ့နော်ဒါစိတ်အနှောက်အယှက်ကင်းနဲ့ကျွန်တော်တို့အနေနဲ့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်တို့အနေနဲ့ပေါ့နော်အခုလိုမျိုးဘာရှင်းမြင်နေမှာဆိုရင်ကျွန်တော်တို့ရောဒါဖုန်းအင်တာနက်လေးဖွင့်ထားရုံပဲဖြစ်ပါတယ်เนาะဒီမှာဆိုရင်သူ့အလိုလိုပေါ့เนาะဒါကိုဘာရှင်းမြင်ထားတဲ့ software တွေကသူ့အလိုလိုကျွန်တော်တို့အနေနဲ့ download ဆွဲပေးနေတာပဲဖြစ်ပါတယ်ဗျဒါဆိုရင်မိတ်ဆွေများအားလုံးအနေနဲ့လည်းပေါ့เนาะခုလိုမျိုးအကြောင်းအရာဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပြီးတော့အားပေးကြပါအောင်လို့ကျွန်တော်အနေနဲ့မြစ်တာရက်ခိုင်းနေပါတော့ဒီနေ့မျှဝေပေးသွားတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲเนาะမိတ်ဆွေများအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေဗျ